ဟယ်လိုမင်္ဂလာပါလာပါဆရာအားချင်းကဲတရားတော်ဖွင့်မြတ်တာဆိုပါအောင်စဒိုမနီကာဖွင့်မြတ်တာဆိုလားစရဘကာဖွင့်မြတ်တာဆိုမလားဟုတ်ကဲ့ပါဆရာချင်းอืมစူဆောင်ကြဆုံးဒီတော့ဒါတော့ဘာတော်တန်ရှင်တော်မြလောင်တော်မြတ်တော်နာမတော်တော်များနေအာမင်သူတော်ရပေါင်းနဲ့ပြည့်စုံတော်မူသောထာဝရမြတ်စွာဘုရားသခင်သာသမီတို့ကိုယ်ဤချိန်တိကရရှင်ဤကျေးဇူးတော်များကိုခံစားစီတော်မူတဲ့အတွက်ကိုယ်ကိုကျေးဇူးတင်ရှိကြပါသည်တို့တဲ့ပြောက်ကိုချိန်ဒီဒုက္ခရမိကြသောပြည်သူပြည်သားများအတွက်ထူဖို့ဆောင်ရပါသည်မြေစင်နေမြလောတော်ဆာဆာများကရရှပိသနာတော်မူ၏လုံဆောင်သောနေရာများပိသနာတော်မူပါသူတို့၏ဘုံအဆောင်တရွေချက်များ၌ကရရှင်၏ပါဝင်ဥဆောင်ပြီးကိုရှင်၏ပါဝင်ကိုငေမှုကိုငေပိချနာပြန်စင်ပြီးစီတော်မူ၍ငုံချစ်ချနိုင်တဲ့တနေ့ပြီးတနေ့ကိုပြခိုင်မဲ့သူပါစီတော်မူပါမြဲကြောင်းကရရှင်တပါးတိတော်တာတော်ယေရှုကိုမြည်ပြတဲ့တောင်းလျှောက်ကြပါသည်ဖေဟာအာအာမမင်င်ခမင်းတော်ဘုတာရားတော်တရှိတော်မြတ်တော်နာမတော်များနေအာမင်ဘုရားမေဘုကျေးရားနေဇူးအလုံးမင်္ဂလာပါတင်ပါအားလုံးနေကောင်းကြမယ်လို့မျှော်လင့်ပါတယ်အဲဒီတော့ကျွန်တော်တို့ပြီးခဲ့တဲ့အချိန်နှစ်ပတ်လောက်မှာဘာတွေသင်ခဲ့ကြလဲဆိုတာမှတ်မိသလောက်စစရဘက်ကအရင်ပြောပြပါလားကဲပါဆရာဟုတ်ကြီးဒီပြတယ်နော်อืมဘာလဲဒီဘာလဲကိုခဏလေးသင်ခဲ့တဲ့ဟာတွေခါမှာတော့ဒီတလောက်ပြောမယ်ဆိုရင်ဆာလန်ချန်ဆာလန်ချန်ပေါင်းက150ရှိတယ်ဆိုရရီဖျားကိုဘယ်လိုမျိုးကိုကွယ်ရမလဲပြီးရင်ဆာလန်ဆိုတဲ့အဝါရကဟေဘရုဘာသာစကားမှလာတဲ့စာဖြစ်ပြီးမှအတွေ့အထိပဲကတော့ကြီးစုတော်ချီးမွမ်းတခြင်းများလို့အဓိပ္ပာယ်ရပါတယ်ဂရိဘာသာစကားကဂရိဘာသာစကားနဲ့ဆိုရင်ကျူတတ်ကရိယာများနဲ့တည်ဆူရန်တခြင်းများလို့လည်းအမည်ရပါတယ်တဲ့အဲ့ဒါကို BC တရား1400နဲ့4500ကြာမှာရေးသားထားတယ်လို့သိရပါတယ်တဲ့ပညာရှင်များကနှစ်ပေါင်း100ကြာမယ်လို့တော့ခန့်မှန်းထားတာပေါ့နော်ခန့်မှန်းချီတော့နှစ်ပေါင်းတထောင်ကြာမယ်လို့ခန့်မှန်းထားကြတယ်တဲ့ပြီးရင်အဲ့ဒီဟာကိုအုပ်စုပါလားအုပ်စုနှစ်ခုအုပ်စုနှစ်စုခွဲတဲ့ဟာအာဘာနဲ့ဆိုရင်တိုက်ပြည်ရဲ့အတွေ့အကြုံများကိုရေးဆက်ထားသောစာလံကျမ်းများတဲ့ပြီးရင်တဦးတယောက်ရဲ့အတွေ့အကြုံများကိုရေးဆက်ထားသောစာလံကျမ်းများဆိုပြီးမှအုပ်စုနှစ်စုအဖြစ်ခွဲခြားထားတာတွေ့ရှိရပါတယ်အဲ့ဒီအထဲမှာအပိုင်းရသူအတိအကျလေးတွေနဲ့ဆိုရင်8 ခုရှိရပါတော့8 ခုလားဓမ္မသချင်းများဆိုပြတဲ့အထွေသချင်းများဇေယုံသချင်းများဖျားဖို့သချင်းများဆိုပြတဲ့ရဲ့ဓမ္မသချင်းများရဲ့အောက်မှာဒီ3 ခုအငယ်3 ခုရှိတယ်ပြီးရင်နံပါတ်4ကျတော့ငူကျွေးမိတမ်းသချင်းများနံပါတ်3ယုံကြည်ကိုးစားခြင်း4ကျေးဇူးတော်ချီးမွမ်းခြင်း5တော်ဝင်ဆာလများ6ဉာဏ်ပညာနဲ့တွင်တင်ခြင်းဆိုင်ရာဆာလများ
9တရားစီရင်ခြင်းဆိုင်ရာစာလံများနံပါတ်10အကြောင်းအရာတစ်ခုထက်ပို၍ပါဝင်သောစာလံများဆိုတဲ့ဒီလိုမျိုးအချက်လေးတွေလည်းရှိပါတယ်လို့သိရှိရပါတယ် โอเคရပြီစစဒိုမနီကာဆက်ဝင်မှာပါလွန်ခဲ့တဲ့နှစ်ပတ်အတွင်းမှာသင်ခဲ့တာတွေထဲမှာအားလုံးဝင်မှာတယောက်မှမကြံဝင်မှာဒိုမနီကာမရှိဘူးဆိုရင်ဆမ်မကက်ထရင်ဂျွန် ဟုတ်ကဲ့ဆရာဒီအခုကျွန်တော်တို့တင်တဲ့ wisdom မှာပေါ့နော်ကက်လစ်ခရီးအနေနဲ့ကတော့9ခုရှိတော့ပေါ့နော်အခုကျွန်တော်တို့က4ခုသင်ပြီးသွားပြီပေါ့4ခုသင်ပြီးသွားချင်မှာဆိုလို့ရှိရင်ပထမဆုံးကတော့ယောဘဝတ္ထုနဲ့ယောဘဝတ္ထုမှာတွေ့ရတဲ့အမြင်တွေကိုဟိုတင်ဖြစ်တယ်နောက်တစ်ခုကတုတ်တန်ကျမ်းမှာပါတဲ့ပညာအမျိုးမျိုးကိုပေါ်ထုတ်တယ်နောက်ဒီဆံလံကျမ်းမှာပါတဲ့တောင်းရာတွေကိုသင်တယ်နောက်ပြီးတော့ဒေသနာကျမ်းတွေကိုသင်တယ်ပေါ့နော်ဆံလံကျမ်းရဲ့အဓိကအရေးကြီးတဲ့အပိုင်းကတော့ဘုရားသခင်ရဲ့ဖန်ဆင်းခြင်းနဲ့တကူတော်ရဲ့ချီးမွမ်းထားတာကိုတွေ့ရတယ်တဲ့နောက်အဲ့ဆံလံနေရာကဘာကြီးကိုစကြဝဠာတစ်ခုလုံးကိုစနစ်တကျရှိကိုကွယ်ဖို့အတွက်လည်းအဲ့ဆံလံကျမ်းတွေကိုတဲ့တို့အားပေးတယ်ပေါ့တကနောက်တစ်ချက်ကသတင်းစကားပေါ့နော်ဒါဝိရဲ့ဘဝနဲ့ဘယင်အသက်တာအကြောင်းကိုလေ့လာရပါမယ်နော်ဆလအများစုကဒါဝိရဲ့ဘဝရဲ့သူထိန်သူအဲ့ဒီပေါ့သူထိန်စစ်သူရဲ့ကြီးဘယင်ဖြစ်တင်စားထားကြတော့အဲ့ဆလဟိုမှာတွေ့ရတော့ဗောနော်ဆလ23လို့ဆလ18တို့ဆလ3လို့ဟိုမှာဆလ50တိလို့ဆိုဒီဘီယင်ကဟိုသူရဲ့အဖြစ်ကိုခလို့ဖို့ဟိုစပေါ့နော်တောင်းဆိုထားတာကိုလည်းတွေ့ရတယ်ပေါ့သူတော့ဆလကျမ်းက150ရှိပြီးတော့ကျမ်းတိုင်းလို့ပေါ့အလုံးဝဟိုစအကုန်လုံးကတန်ဖိုးရှိတယ်ချူတောင်းရာအတွက်ကလည်းသူ့ရဲ့ဥစားကဏ္ဍအလိုက်ရှိတာပေါ့နော်ပြီးလို့ရှိရင်ဥစားဟိုးအရင်ခေတ်တာဆိုလို့ရှိရင်ဆံလံကျမ်းနဲ့ပဲဆူတောင်းကြတာပေါ့နော်ဒီတမန်ကျမ်းစာတွေပါလိမ့်ပေါ်တင်တော့ဆိုဆံလံကျမ်းနဲ့ပဲစတင်ပြီးတော့ဆူတောင်းကြတဲ့အကြောင်းနောက်တုတ်တန်ကျမ်းမှာဆိုလို့ရှိရင်လည်းရေးသားတဲ့အချိန်တွေကိုသိရတယ်ရေးသားတဲ့သူတွေကိုလည်းသိရတယ်သူရဲ့နောက်ခံသမိုင်းအကြောင်းတွေကိုလည်းသိရတော့ပေါ့နော်နောက်ဟိုတုတ်တန်ကျမ်းမှာအဓိကပ โอ ညာ เคရပြီဆရာမရပြီ ဟုတ်ဒီစု brother James brother James မမီတလောက်ကျောင်းရဝင်ပြပေးပါနှစ်ဖက်လောက်တင်ခဲ့တယ်စာအုပ်လေးတင်ခဲ့တယ်အဲ့ဒီမှာကျတဲ့စာအုပ်လေးဝင်မြလို့ရပါတယ် ဒေတာရတော့ဟာလေးဦးထဲမှာပေါ့နော်တောတာကြားပညာလေးမှာအများကြီးရှိခဲ့တယ်ဒီမှာအများကြီးဟိုမတ်မိတာတကယ်ပေါ့နော်ဒါပြမမမီဘူးလားမမမီရတယ် ဖြားဖြားတဲ့လက်ပြဥဆောင်မှုဟိုရုပ်စစ်ချရမယ့်ဟာတွေပြည့်ပြည့်ပါလေ โอเค brother နဲ့ခက်ခဲရှိရထင်တယ်ကဲအဲ့ဆိုရင်တော့ပေါ်နည်းနည်းဝင်မြပါလား ကျွန်တော်တိတ်မမှတ်မိတော့ဘူးဗျာ ဟုတ်ပြီကဲစစမလနီဝင်မြပေးပါအောင် ဒီပညာ
ပညာလိမ္မာကျမ်းတဲ့ကနေပြီးတော့မှပြန်ဝေမှတ်ကြည့်ပဲသိရမယ်ဆိုလို့ရှိရင်ဒီစမှတ်မိတာကတော့ဒီသုတ်တကျမ်းလို့သုတ်တကျမ်းပညာလိမ္မာကျမ်းလို့ဒီထက်မှာပါရမီ9ပါးကိုမှတ်မိတယ်နာခံခြင်းနှိမ့်ချခြင်းချုပ်တီးခြင်းသစ္စာတရားသနာကျင်နာခြင်းရောခြင်းရှင်လန်းခြင်းတရားမျှတခြင်းနဲ့သစ္စာရှိခြင်းဆိုတဲ့ပါရမီ9ပါးရဲ့ပြီးလို့ရှိရင်ဒီသုတ်တန်ကျမ်းလို့ခေါ်တဲ့ပညာပါရမီကျမ်းပြီးတော့သူနဲ့ပုံမြင်ကျမ်းလို့လည်းခေါ်တယ်တဲ့သူရေးသားတဲ့သူကတော့ရေးသားတဲ့အချိန်က BC 990ရာနေပြီးတော့980ရာနေ900ကြားမှာခမတ်ကြီး400ခန့်နှစ်400ခန့်ကြတယ်ဆိုပြီးတော့မှပြောတယ်အရင်တော့ property လို့ခေါ်ပြီးတော့မှလက်တင်လို့လည်းခေါ်ပါတယ်ပြီးတော့ကျမ်းရေးသူကတော့ဆောလမုန်တို့အာရုတို့လေမူရဲတို့ပညာရှိများနဲ့တခြားပုဂ္ဂိုလ်များပါတယ်ကျမ်းသက်သုတ်တကျမ်းရဲ့နောက်ခွတ်သမိုင်းကတော့ဆောလမုန်ဘုရင်ကဘုရားသခင်ထံပြီးဆိုပညာဉာဏ်ကိုတောင်းတော့ဘုရားသခင်ကဉာဏ်ပညာကိုချမ်းသာခြင်းကိုယူသိလေးစားမှုတွေကိုပေးခဲ့ပါတယ်သုတ်တကျမ်းရဲ့အဓိကအချက်ကတော့ဉာဏ်ပညာ wisdom ပဲဖြစ်ပြီးတော့မှနားလည်တတ်ခြင်းနဲ့ဘုရားသခင်ရဲ့ပညာတော်တွေကိုလိုက်နာခြင်းပါပဲသူရဲ့အရင်အမြစ်တွေကိုလည်းဖော်ပြထားတာကိုတွေ့ရပါတယ်ဆောလမုန်အချိန်မှာအသုံးပြုပြီးတော့မှသူကိုယ်တိုင်ရေးခဲ့တဲ့ဟာတွေလည်းပါတယ်နောက်တခြားပညာရှိတွေရေးခဲ့တာတွေလည်းပါတယ်အဓိကသုံးတဲ့ချက်ကတော့ဘုရားသခင်ဒီကဘာကြီးထဲမှာဘုရားသခင်ဖန်ဆင်းတဲ့ဒီကဘာကြီးထဲမှာကျွန်တော်တို့လူသားတွေကဘယ်လိုမျိုးနေထိုင်ရမလဲဆိုတာကိုလက်ညွန်ဆုံးမတော်တင်ထားတဲ့အချက်လက်တွေဖြစ်ပါတယ် โอ ပြီးတော့ เค ဒေသနာကျမ်း ရပြီဆိုရပြီရ ဒေသနာ ပြီ ကျမ်း BC 990နဲ့25 အေးရပြီ thank you အဲ့ဒီတော့ Sister Maria မမီတလောက်ဝင်ပြပါဦး ဟုတ်ကဲ့ဆရာကြီးကျွန်မမမေးတာဒီကမ္မကံခွဲချက်နိုင်ဆွမ်းရှိတဲ့အပြင်ကအဲ့ဒီအရာတွေကိုအသုံးချနိုင်တဲ့အရာကိုပညာပါရမရှိတယ်လို့ခေါ်တယ်ဆိုတဲ့အရာရဲ့ပြီးတော့ပညာအမြင်ကျမ်းတွေထဲမှာ Protestant တွေမှာက3အုပ်ရှိတယ်ပြီးတော့ကက်သလစ်မှာကျတော့4အုပ်ရှိတယ်sorry Protestant မှာကျတော့3အုပ်ကက်သလစ်မှာကျတော့9အုပ်ရှိတယ်ဆိုတဲ့ဟာသိခဲ့ရပါတယ်ပြီးတော့အတူယူဆရာဆိုပြီးတော့ကျွန်မယူထားတဲ့ဟာပေါ့နော်ဒီတင်ကြခြင်းအဖြစ်ပေါ့ဒီယောဘရဲ့ဖျားပေါ်မှာသူထားရှိတဲ့ယုံကြည်ခြင်းပေါ့နော်အဲ့ဒါဘာတော့ဘယ်ဒုက္ခခက်ခဲတွေကြုံရပါစေဖျားခင်ကဆွန်ဆန်းခွင့်ပေးတယ်အဲ့ဒါမျိုးတွေသူအကုန်လုံးကိုရှုံရတယ်သူဝိညာဉ်ကလွယ်လို့အကုန်လုံးကိုရှုံရတယ်ဆိုပေမဲ့ဖျားပေါ်မှာယုံကြည်ခြင်းကိုမပြတ်ခဲ့ဘူးဆိုပြီးတော့အဲ့ဒါသူ့ကိုအတူယူဆရာဖြစ်နေဒီတင်ခန်းဒီအတိုင်းကိုတချင်အဖြစ်ပေါ့အဲ့ဒါလည်းရရှိခဲ့ပါတယ်လို့ဆိုပြီး โอเคကဲ Sister Cat ဟုတ်ကဲ့ဆရာကြီးမမီရာကြတော့ခုနဆရာဒီလည်းအများကြီးပြောသွားပြီဆိုတော့အများကြီးသူတို့ပြောတဲ့ထဲမှာလည်းပါသွားပြီဆိုတော့အဓိကဒီကျမ်းစာ the book of wisdom 3အုပ်ကို4အုပ်ကိုသင်ချင်းအဖြစ်ပေါ့နော်ဒီကျမ်းစာထဲမှာတကယ်ခွန်အားရစရာတွေအများကြီးသင်ယူခဲ့ပါတယ်ဒီကျောဘဝတ္ထုကိုဖတ်ခြင်းအဖြစ်လဲပို့ပြီးမှဝိညာဉ်ရေးပိုင်းမှာဖះပေါ်မှာဘယ်လိုယုံကြည်ရမလဲဆိုတဲ့ဟာဒီလဲအများကြီးကိုယ့်ရဲ့ယုံကြည်ခြင်းကိုလည်းပုံမခိုင်မဲလာစေတယ်ပြီးတော့ဆာလံကျမ်းဒီမှာဆိုရင်လဲတင်ခတ်စာတွေအများကြီးရတယ်ဒါဝိမင်းကြီးရဲ့ဘဝဒီကိုပြန်ပြီးမှလည်းထောက်ရှုမိတာပေါ့နော်ဒါဝိမင်းကြီးရဲ့ဘဝဒီကိုထောက်ရှုခြင်းအဖြစ်သူ့မှာအောင်မြင်တဲ့ချိန်ရှိတယ်လို့သူ့မှာအပစ်ထဲမှာကြောက်ရောက်တဲ့ချိန်ရှိတယ်ဒါဝိမင်းကြီးရဲ့ဘယ်လောက်ပဲပြစ်မှာပေါ့နော်ဘုရားရှိကိုပြန်လာတဲ့ချိန်မှာဘုရားခွင့်လွှတ်တဲ့အကြောင်းဒီဒါဝိမင်းကြီးရဲ့အကြောင်းဒီကိုလည်း
ရတဲ့ချိန်မှာကိုယ့်ရဲ့ဝိညာဉ်ရေးပိုင်းမှာခွန်အားတွေအများကြီးရပါတယ်လို့ဆရာ โอเคကဲ Sister Masa Sister Masa တို့ကလိုက်မကောင်းတဲ့နေရာမှာရောက်နေပေါ်တဲ့ချင်းလေး Sister Masa မမီတလောက်နားထောင်မိတလောက်ဝေမျှပေးပါဦး โอเคအဲ့ဆိုလဲဝင်တော့ပြောတာတော့ဝင်လည်းမရှိတော့โอเคအဲ့ဒါဆိုရင်တော့ဆဒိုမနီကာပြန်လာပြီလားဒိုမနီကာနာမည်ပဲပြရတယ်ရှင်လေပြန်လာပြီဆဒိုမနီကာနေကောင်းလား ကောင်းပါတယ်ဆရာကြီး sister နှစ်ပတ်တော့တင်ခဲ့ရတယ်မှတ်မိတာလေးတွေမှတ်မိတယ်လို့ဝေမျှပေးပါလား ဟုတ်ကဲ့ဆရာကြီးမိခဏခဏပြက်လို့မိပြက်ရင်လိုက်ရမရလို့နားထောင်တလောက်လေးပြန် share ပါမယ် အော်ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ဆရာကြီးပညာပါရမီကျမ်းထဲမှာမင်္ဂလာကုပဆိုပြီးမှပြောထားတဲ့ဟာတွေပြန်နားထောင်တဲ့အချိန်မှာနာခံခြင်းအကြောင်းတွေကောင်းကောင်းလေးအရင်ကထပ်ပို့ပြီးတော့နားလည်လာတယ်ပြီးတော့သစ္စာရှိခြင်းတွေငြိမ်းချမ်းခြင်းတွေတနာကျင်နာခြင်းအကြောင်းတွေပြည့်ရောခြင်းအကြောင်းတွေလည်းပို့ပြီးတော့ထဲဝင်ပို့ပြီးတော့နားလည်ရပါတယ်ဆရာကြီး thank you ပါဆရာကြီး Okay. Okay, Brother James. Brother James, on ne baba. စမျိုးပြန်နိုင်တဲ့ဟာရှိလား သာသာဟိုပညာလေးမှာကျောင်းတော့စောက်ခုနှစ်ဦးနဲ့ဖွဲ့စည်းထားတဲ့အဲ့ဒီဟာပြီးရဟိုဖွဲ့စည်းထားတယ်ပြီးဝင်တိုင်းပြီးရော brother စီမှာကျန်းစာအုပ်ရှိလား သာသာတော့မဟောင်းပဲရှိတယ်ဆရာ ဓမ္မဟောင်းထဲကဟိုဟာလေးဖတ်လိုက်ပါလား တမတိဆရာ အော်ဓမ္မသစ်ပဲရှိရလားဓမ္မဟောင်းမရှိဘူးနော်ကဲဓမ္မဟောင်းဘယ်သူရှိလဲဓမ္မဟောင်းရှိရလူကြီး ဓမ္မဟောင်းကျွန်တော်ရှိပါတယ်ဆရာ အဲ့ဒီတော့ဆောလမွန်တချင်းဟောဂီတမေဒနီကျမ်းဘယ်ခေါ်တော့ The Son of Solomon လားဆရာ ဟုတ်တယ်အဲ့ဒါကိုအခန်းကြီး1ကိုဖတ်ကြည့်ပါလားဆရာမအောင် ဟုတ်ကဲ့ပါတခြင်းတကာတို့တွင်အထွတ်ဖြစ်သောရှောလမုန်ချင်းတခင်နှုတ်ဆက်သောနမ်းချင်းဖြင့်ကျမကိုနမ်းပါစေကိုရောဤမေတ္တာသည်စပြည့်ရထဲသာ၍ကောင်းပါ၏ကိုရော၌မှုိကြိုင်သောနတ်တန်စီကဲ့သို့နာမတော်သည်သွန်းလောင်းသောနတ်တန်စီဖြစ်ပါ၏ထို့ကြောင့်တို့သမီးကညာတို့ကိုရောကိုချစ်ကြပါ၏ကျမကိုသွေးဆောင်တော်မူပါကျမတို့သည်နောက်တော်သို့ပြေး၍လိုက်ကြပါမည်အရှင်မင်းကြီးသည်အိမ်တော်အတွင်ခန်းထဲသို့ကျမကိုဆောင်ခဲ့တော်မူမည်ကျမတို့သည်ကိုရောကြောင့်ဝမ်းမြောက်ရှင်လန်းကြမည်မြတ်တာတော်ကိုစပြည့်ထက်သာ၍ချီးမွမ်းကြမည်တို့သမီးကညာတို့သည်ကိုရောကိုမှန်ကန်စွာချစ်ကြပါ၏အိုဂျေရုဆလင်မြို့သမီးတို့ငါသည်တည်ဓာတ်တဲကဲ့သို့မဲသောအစဉ်ရှိတော်လေရှောလမုန်မင်း၏ကလကာကဲ့သို့တင့်တယ်သေး၏ငါသည်နေပူကိုခံ၍မဲသောအစဉ်ရှိသောကြောင့်ငါကိုမကြည့်ရှုကြပါနဲ့
ငါမိခင်ဤသားသမီးတို့သည်ငါကိုမနာလိုသောစိတ်ရှိ၍စပြည့်ဥယျင်တို့ကိုစောက်စေကြ၏ကိုဥယျင်ကိုမစောက်ရပါကျမနှစ်သက်နှစ်လိုရအရှင်ကိုရောသည်တိုးများကိုအပေမှာထိန်တော်မူသည်ကို၎င်းမွန်းတဲ့အချိန်၌အပေမှာအရေးခိုစေတော်မူသည်ကို၎င်းပြတော်မူပါကျမသည်အခြားတစ်ပါးသောတိုးထိန်နောက်သို့အဘယ်ကြောင့်လမ်းလွဲ၍လိုက်ရပါအံ့နီမိန်းမတကာတို့ထက်အစင်းလာသောမတင်းဒီမတိလင်တိုးများချေရာသို့လိုက်သွား၍တိုးထိန်တဲများအနားမှာတင်းဤတိုးတငယ်ကိုကျွေးမွေးပါလောငါချစ်သောနှမတင်းကိုဖာရောမင်းယထာကယထာ၌ကတော်မြင်းနှင့်ငါပုံပြမည်တင်းဤပါသွယ်၌မုတ်ပတိတန်ဆန်ဆင်တဲ့လက်ပင်၌ပလဲအသွဲ့သွဲ့ဆွဲလက်တင်းသည်တင့်တယ်လာ၏ငွေနှင့်အပြောက်ချေသောရွှေပဒွီအသွဲ့သွဲ့ကိုလည်းလှုပ်၍ပေးဥမည်အရှင်မင်းကြီးသည်စာပွဲတော်နားမှထိုင်နေစဉ်ငါထုံသောနာဒုစီမွေးအနံ့သည်တပြန့်ပြန့်တလှိုင်လှိုင်ဖြစ်လေ၏ငါချစ်ရသခင်သည်ငါ၌မူရဏတ္တပုံဖြစ်၍ငါရင်အောင်ကြားမှာတညလုံးအိပ်ရမည်ငါချစ်ရသခင်သည်အဂေတိဥယျင်မှဖြစ်သောဟိနခရွက်စီကဲ့သို့ဖြစ်ပါ၏ငါချစ်သောနှမသင်သည်အစင်းလှပေ၏အလွန်လှပေ၏ဂျိုးမျက်စိနှင့်ပြည့်စုံ၏ငါချစ်ရသခင်သည်အစင်းလှ၍ချစ်ပွေသောလက္ခဏာနှင့်ပြည့်စုံတော်မူ၏ငါတို့အိယာခင်းသည်စိမ့်သောအစင်းရှိ၏ငါတို့ဗိမာန်တိုင်တို့သည်အာဇပင်အမိုးသည်ထင်းရှူပင်ဖြစ်ပြီးတည်းအခန်းတစ်ပြီးပါပြီဆရာโอเคအဲ့ဒီတော့ကျွန်တော်တို့ကျမ်းစာတင်တယ်ဆိုတော့ကျမ်းစာအကြောင်းလည်းဖတ်တာပေါ့နော်အဲ့ဒီတော့စစမဆာရေနေကောင်းလားအေးသူကလည်းမကောင်းဘူး anyway ပါနေတယ်ဆိုကောင်းပါတယ် ဟုတ်လိုက် โอเคဆိုတော့အခုကျွန်တော်တို့လေးအုပ်တင်ပြီးသွားပြီပေါ့လေလေးအုပ်တင်ပြီးသွားပြီဆိုတော့နှစ်ပတ်အချိန်ပေးမယ်assignment ပေါ့နော်လေးအုပ်ကို assignment အချိန်ပေးမယ်ကျွန်တော်ကိုဒီလဟိုမကုန်ခင်မှာအားလုံးပို့ပေးပါအဲ့ဒါက assignment အနေနဲ့ပေးတာပါအဲ့တော့စာပွဲတတ်မရှိဘူးဒီဒေးဘာသာကို assignment ပေးမယ်ဒီဘာသာကိုလာမကုန်ခင်မှာတယောက်မကြံပို့ပေးဖို့နော်ပြောချင်ပါတယ်နော်ဟုတ်ကဲ့ပါ မေခွန်း assignment မေခွန်းပို့ပေးလိုက်ပါမယ်အားလုံးလာမကုန်ခင်မှာပို့ပေးပါအများကြီးလည်းမဟုတ်ပါဘူး assignment တက်ပဲလုပ်ဖို့တည်းပို့ပေးပါမယ်နောက်လာကြမှာကြံတဲ့3အုပ်ကိုပြန်ပြီးတော့ဆက်တင်မယ်ဖြစ်ပါတယ်နော်ဟုတ်ကဲ့ပါဆရာ โอเคဒါဆိုရင်ဒီမနေ့ပြန်ရတယ်စားပြီးတော့လာကုန်ထီအတန်းမရှိဘူးနောက်လာမှပြန်စားမယ် assignment ကိုပဲလုပ်ပေးကြပါဒီမှာပဲဒီညနားပါမယ်နားမရတာရှင်အခုမေးလို့ရပါတယ်နော် line ပြတ်သွားလို့ဗာပြောလိုက်တာလေ ဟော assignment ပေးမယ်assignment ကိုဒီလမကုန်ခင်မှာပို့ပေးရပါမယ်မပို့ပေးရင်အမမရပါ ဟုတ်ကဲ့ပါ မနေ့ပြန်ရစားပြီးတော့အတန်းမရှိတော့ပါဘူးလားကုန်ထီ assignment ပဲလုပ်ပါနောက်လာတရနေ့ဂျာနဲ့တော့ပြန်တင်ပေးနော် Okay, thank you, bye. okay so အားလုံး
good night ပါเนาะအားလုံး good night เนาะ ဟုတ်ကဲ့ဗျာ Good night